မိတ်ဆွေညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ဘဝမှာဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာ10မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လူဘဝဆိုတာခရီးတစ်ခုလိုပါပဲဒီခရီးမှာကျွန်တော်တို့အများကြီးရှာဖို့ကြတယ်အများကြီးလည်းပိုင်ဆိုင်ကြတယ်ဒါပေမဲ့တတိမထားမိလိုက်တဲ့အချိန်မှာကျွန်တော်တို့လက်လွတ်လိုက်ရပြီးဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတွေရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘဝမှာဘလောက်ပဲချမ်းသာဘလောက်ပဲအာဏာတွေရှိပြန်ဝယ်လို့မရနိုင်တော့တဲ့အရာ10မျိုးကိုပြောပြပေးတော့မှာပါနံပါတ်1အချိန်ပါအချိန်ကတော့အရှင်းဆုံးနဲ့အရေးကြီးဆုံးအရာပါတရားမျှတဆုံးအရာပါစင်ရသားရောတထေရောဒီနေ့ကို24နာရီအတူတူရရှိပါတယ်ဒါပေမဲ့ကုံလွန်ခဲ့တဲ့တစ်စက္ကန့်ကိုတော့ဘယ်လောက်ချမ်းသာတဲ့သူဖြစ်နေပါသေးပြန်ဝယ်လို့မရနိုင်ပါဘူးအချိန်ကိုဖြုံးတီးတာဟာမိမိကိုယ်ကိုတတ်တာနဲ့တူတယ်ဆိုတဲ့အတိုင်းအချိန်ကိုအကျိုးရှိအသုံးချတတ်ဖို့အဓိကပါနံပါတ်2ခွင့်အရေးဆိုတာကံကောင်းခြင်းရဲ့တကားပေါက်ပါတကားကိုတစ်ခါပဲလာခောက်တတ်တဲ့အရာမျိုးပါကိုရှိကိုရောက်လာတော့မှအကြောက်တရားကြောင့်ပဲဖြစ်ဖြစ်ပြင်းရည်မှုကြောင့်ပဲဖြစ်ဖြစ်လက်လွတ်လိုက်ရရင်အဲ့ဒီအခွင့်အရေးဟာတခြားတစ်ယောက်စီရောက်သွားပါလိမ့်မယ်နောက်တစ်ချိန်ပြန်ရဖို့ဆိုတာမသေးကြတော့ပါဘူးရောက်လာတဲ့အခွင့်အရေးကိုအမိရစုပ်ကင်နိုင်ဖို့ပြင်ဆင်ထားရပါမယ်နံပါတ်3ယုံကြည်မှုဆိုတာမှန်တစ်ချက်လိုပါပဲတခါကွဲသွားရင်ပြန်ဆက်လို့တော့ရပါမယ်အကြောင်းကတော့ထင်ရှားနေခဲ့အောင်ပါလူတစ်ယောက်ရဲ့ယုံကြည်မှုကိုတည်ဆောက်ဖို့နှစ်ပေါင်းများစွာကြာတတ်ပြီမဲ့ပျက်စီးဖို့ကတော့စက္ကန့်ပိုင်းပဲလိုအပ်ပါတယ်တခါပျက်စီးသွားတဲ့ယုံကြည်မှုဟာဘယ်တော့မှမူလအတိုင်းအပြစ်ကင်းစင်မနေတော့ပါဘူးအဲ့ဒါကြောင့်မို့ယုံကြည်မှုကိုတန်ဖိုးထားပါနံပါတ်4ငယ်ရွယ်နုပြုမှုလူတိုင်းဟာတစ်နေ့ထက်တစ်နေ့အိုမင်းလာကြတာပါငယ်ရွယ်စဉ်မှာရှိတဲ့ခွန်အားတက်ကြွမှုနဲ့ရုပ်ရည်တွေဟာအချိန်တန်ရင်ပျောက်ကွယ်သွားမှာဖြစ်လို့ငယ်ရွယ်စဉ်မှာကိုပြစ်ချင်တာတွေကိုအားသွန်ခွန်ဆိုင်ကြိုးစားသင့်ပါတယ်နံပါတ်5ကျမ်းမာခြင်းဒီလက်တစ်ပါးဆိုပေမဲ့လူအများစုကကျမ်းမာရေးကိုဆုံးရှုံးကာနီးမှတန်ဖိုးထားတတ်ကြပါတယ်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းအချို့နဲ့လှုပ်ဆောင်ချက်အချို့ဟာတခါပျက်စီးသွားရင်မူလအတိုင်းပြန်မဖြစ်နိုင်တော့ပါဘူးနံပါတ်6မိဘဆိုတာလောကမှာအစားထိုးမရတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေပါမိဘတွေရှိနေတော့မှပြုစုယဉ်ကျေးခွင့်လှုပ်ကျေးခွင့်ဆိုတာလွန်သားရင်ဘလောက်ပဲပတ်စံရှိပြန်လှုပ်ပြီးလို့မရနိုင်တော့တဲ့အရာပါအဲဒါကြောင့်မို့မိဘတွေတက်ရှိထင်ရှားရှိနေတော့မှပေးပါကြွေးပါနံပါတ်9အတိတ်မှာမဟာခဲတဲ့အမားတွေဒါမှမဟုတ်နောင်တရစရာတွေကိုပြန်ပြင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအတိတ်ကိုပြင်လို့တော့မရပါပဲအတိတ်ကအမားတွေကိုသင်ခန်းစာယူပြီးပြစ္ဆုတ်ပံကိုတော့ကောင်းအောင်ဖန်တီးလို့ရပါတယ်နံပါတ်10စကလုံးများနှုတ်ကထွက်သွားတဲ့စကလုံးဟာပြစ်လိုက်တဲ့များနဲ့တူပါတယ်စကလုံးတစ်လုံးဟာလူတစ်ယောက်ကိုတက်ဆက်စီနိုင်တယ်လို့လူတစ်ယောက်ကိုလည်းတက်ပြစ်နိုင်စွမ်းရှိပါတယ်တခါပြောပြီးသားစကားကိုပြန်ရုပ်သိမ်းလို့မရတယ်လို့အဲ့ဒီစကားကြောင့်ဖြစ်သွားတဲ့စိတ်ဓာတ်ကိုလည်းအချိန်ဆက်ဝန်းကပဲကူစားပေးနိုင်မှာပါနံပါတ်9အပြစ်ကင်းစင်မှုကလေးဘဝရဲ့အပြစ်ကင်းစင်မှုလောကကြီးကိုရိုးရိုးသားသားမြင်တတ်တဲ့အမြင်တွေဟာအရွယ်ရောက်လာပြီးလောကဓာတ်တွေကိုထိတွေ့လာတဲ့အခါမှာတဖြည်းဖြည်းပျောက်ကွယ်သွားတတ်ပါတယ်အဲ့ဒီခံစားချက်ကိုပြန်ရဖို့ခက်ခဲပါတယ်
နံပါတ်10အသက်နောက်ဆုံးကတော့အသက်ပါလူတယောက်ရဲ့အသက်ရှူစံရပ်တန့်သွားတဲ့အခါအဲ့ဒီလူရဲ့ဇလံဟာအပြီးတိုင်ပြီးဆုံးသွားပါပြီဒါကြောင့်အသက်ရှင်နေစဉ်မှာအနှစ်သာရရှိတဲ့ဘဝကိုတည်ဆောက်ပါဟုတ်ကဲ့ပါဒီအချက်10ချက်ကိုကြည့်မယ်ဆိုရင်ဘဝမှာကျွန်တော်တို့ဘာတွေကိုတန်ဖိုးထားရမလဲဆိုတာပိုသိလာပါလိမ့်မယ်ပျောက်ဆုံးသွားရင်ပြန်မရနိုင်တဲ့အရာတွေကိုအခုကလေးကစပြီးဂရုစိုက်ကြရအောင်ပါဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးလို့မိတ်ဆွေညီကိုမောင်နှမအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာအားလုံးပဲအတိတ်ပဲရှိတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါသေးဗျာ